ဝကျန်ခန်းကြီး20တဖန်အာဗြဟံဒီတောင်ပြည်သို့ခရီးသွားသဖြင့်ဂါဒရေရှမြို့နှင့်ရှုရမြို့ဆက်ကြားမှနေ၍ဂီရမြို့၌တဲခို၏ထိုအခါမိမိမိယာစာရာသည်မိမိနှမဖြစ်သည်ဟုသူတစ်ပါးတို့အားအာဗြဟံဆိုသောကြောင့်ဂီရမင်းကြီးအပိမလက်သည်မိမိလူကိုဆေလွှတ်၍စာရာကိုယူစေ၏ညချိန်တွင်အိမ်မက်အဖြစ်ဖျားသခင်သည်အပိမလက်စီသို့ကြွလာ၍တင်သည်လူသည်ဖြစ်၏အကြောင်းမူကားတင်ယူသောမိမသည်သူ့မယားဖြစ်ဟုမိန့်တော်မူ၏အပိမလက်သည်ထိုမိမနှင့်မပေါင်းဖော်သေးသည်ဖြစ်၍အိုဘုရားရှင်ဖြောင့်မတ်သောလူမျိုးကိုကွပ်မျက်တော်မူမည်လောသူဒီငါနှမဖြစ်ဟုအကျွန်ုပ်အားယောက်ျားဆိုသည်မဟုတ်ပါလောသူဒီငါမောင်ဖြစ်ဟုမိမလည်းဆိုသည်မဟုတ်ပါလောဖြောင့်မတ်သောတဘောရှိ၍တန်ရှင်းတော်လက်နှင့်ဤအမှုကိုအကျွန်ုပ်ပြုပါပြီဟုရှောက်ဆို၏ထိုအိမ်မက်၌ဘုရားသခင်ကလည်းမှန်ပေ၏တင်ဒီဖြောင့်မတ်သောတဘောနှင့်ပြုတည်ကိုငါသိ၏တင်ဒီငါကိုမပြစ်မှားစေခြင်းငါတင့်ကိုငါစီးတာပြီတို့ဖြစ်၍သူမိမနှင့်ပေါင်းဖော်ရသောအခွင့်ကိုငါမပေးယခုမှသူ၏မယားကိုသူအားပြန်ပေးလော့သူဒီပရောဖက်ဖြစ်၏တင့်ဖို့စုတောင်းလျင်တင်ဒီအသက်ချမ်းသာရလိမ့်မည်ပြန်၍မပေးဘဲနေလျင်တင်မဆ၍တင်နှင့်ဆိုင်သောသူအပေါင်းတို့သည်ဤကံအမှန်သိမည်ဟုမိန့်တော်မူ၏နနက်စောစောအပိမလက်တီထား၍မိမိကျွန်းအပေါင်းတို့ကိုခေါ်ပြီးမှအမှုအလုံးစုံကိုပြောသဖြင့်ထိုသူတို့သည်အလွန်ကြောက်ကြ၏အာဗြဟံကိုလည်းအပိမလက်ခေါ်၍တင်ဒီငါတို့၌အဘယ်သို့ပြုသည်နည်းတင့်ကိုငါတို့သည်အဘယ်သို့ပြစ်မှားသောကြောင့်တင်ဒီငါ၌၎င်းငါနိုင်ငံ၌၎င်းကြီးစွာသောပြစ်ကိုရောက်စေသည်နည်းတင်ဒီမပြုအပ်သောအမှုကိုငါ၌ပြုပါသည်တကားဟုဆိုလေ၏တဖန်အပိမလက်ကတင်ဒီအဘယ်မှုကိုမြင်၍ဤသို့ပြုသည်နည်းဟုအာဗြဟံကိုမေးနှင့်အာဗြဟံကဤယတတို့သည်ဘုရားသခင်ကိုမကြောက်အကျွန်ုပ်၏မယားအတွက်အကျွန်ုပ်ကိုတတ်ကြလိမ့်မည်ဟုအကျွန်ုပ်ထင်သောကြောင့်ထိုတို့ပြုမိပါပြီတို့တော်လည်းသူတွေအကျွန်ုပ်နှမမှန်ပါ၏အကျွန်ုပ်အဘ၏သမီးဖြစ်၏အမိ၏သမီးမဟုတ်အကျွန်ုပ်မယားလည်းဖြစ်၏ဖျားသခင်သည်အကျွန်ုပ်ကိုအဘ၏အိမ်မှခေါ်၍လဲစေတော်မူသောအခါအကျွန်ုပ်ကတင်ဒီငါ၌ပြုရသောကျေးဇူးဟုမူကားငါသည်တင်မောင်ဖြစ်ကြောင်းကိုရောက်လေရာ၌ပြောရမည်ဟုမယားကိုမှားထားပါသည်ဟုပြန်ပြောလေ၏ထိုအခါအပိမလက်သည်သူနွားကျွန်းယောက်ျားကျွန်းမိန်းမတို့ကိုယူ၍အာဗြဟံအားပေးလေ၏မယားစာရာကိုလည်းပြန်ပေးလေ၏အပိမလက်ကလည်းငါမြည်သည်တင့်ရှိမှရှိ၏အလိုရှိတဲ့အတိုင်းနေပါဟုအမိန့်ရှိ၏စာရာကိုလည်းတင်နှင့်တင့်အပေါင်းဖော်တို့မျက်နှာဖုံးများကိုဝယ်ဆရာဖို့တင်မောင်အားငွေ1000ကိုငါပေးပြီးရောမိန့်ရှိ၏အာဗြဟံဒီအယယာ၌အဆွမ်းမခံရ၏အာဗြဟံဒီလည်းဘုရားသခင်ကိုဆုတောင်း၍ဘုရားသခင်သည်အပိမလက်နှင့်သူ၏မယားသူ၏ကျွန်းမတို့ကိုအနာပြောက်စေတော်မူသည်ဖြင့်သူတို့သည်သားကိုဖားကြ၏အာဗြဟံ၏မယားစာရာကြောင့်ထာဝရဘုရားသည်အပိမလက်၏အိမ်သို့မိမတယောက်မျှပရိသေမယူစေခြင်းငါစီရင်တော်မူသည်